လူတယောက်ရဲ့ဘဝကိုပြောင်းလဲဖို့တကယ်တော့21ရက်ပဲလိုအပ်တယ်ဆိုတာသင်သိပါသလားချစ်ခင်ကြပါတော့မိတ်ဆွေအပေါင်းတို့ Mind Fuel by Samuel မှကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်တို့အားလုံးစာမျက်နှာတစ်ခုကိုအတူတကွဖွင့်လှစ်ကြပါမယ်စာမျက်နှာတွေအလွတ်ထွေနေပြီးဇလန်းမရေးရသေးတဲ့တင်ခိုရာရေးသားမဲ့အချိန်ကိုစောင့်လျော်နေတဲ့စာအုပ်တအုပ်ကိုမြင်အောင်ကြည့်လိုက်ပါဒါဟာ Plan Call ရဲ့21ရက်အလွန်ဘဝ Life After 21 Days ကပေးထားတဲ့ကတိတစ်ခုပါပဲရီမန်းချက်နဲ့အခွင့်အလမ်းတွေတောက်ပနေတဲ့ဘဝတစ်ခုကိုဖန်တီးနိုင်ဖို့အတွက်နူးညံ့တင်ငွေ့တဲ့လမ်းညွှန်ချက်တစ်ခုဖြစ်ပါပဲ21ရက်အတွင်းပါတင်ဟာအပြောင်းလဲရဲ့မျိုးစိတ်တွေကိုစိုက်ပျိုးနိုင်ပြီးအိမ်မော်ချနေတဲ့အိမ်မက်တွေကိုပြုစုပြောင်းထောင်ကတင်ဖြစ်ချင်တဲ့ဇလန်းတွေကိုရဲရဲဝံ့ဝံ့ခြေလန်းလှမ်းနိုင်ပါပါတင်နှလုံးသားကကြီးထွားမှုကိုပဲတောင်းတငိမ့်ချမ်းမှုဒါမှမဟုတ်တတိကိုပဲလိုလားဒီခီးစဉ်ဟာတင်အတွက်ပါပဲဒါကြောင့်အသက်ကိုဝါရှူမျောလင်းချက်တွေကိုရင်ထဲကေးလောင်းစေပြီးသုံးဘတ်တာကာလကနေတသက်စာအပြောင်းလဲအဖြစ်ဘလို့ပွင့်လန်းလာမလဲဆိုတာအတူတူလေ့လာကြည့်အောင်ကလောင်ကိုကိုင်းနှလုံးသားကိုဖွင့်ပြီးတင့်ရဲ့အကောင်းဆုံးလေ့လာကိုစတင်ရေးသားလိုက်ကြရအောင်အပိုင်း1 21ရက်ဤစွမ်းအားဘာကြောင့်21ရက်လဲဒီအယူဆကဒေါက်တာမက်ဆ်ဝဲလ်မော့စီကလာတာပါသူကသူ့ရဲ့လူနာတွေဟာခွဲစိတ်မှုတစ်ခုဒါမှမဟုတ်အလေးအကျင့်တစ်ခုကိုကျင့်သားရကို21ရက်ခန့်ကြာတာကိုသတိပြုမိခဲ့ပါတယ်ဒီအယူဆဟာကိုပြုပြင်ပြောင်းလဲရေးလောကမှာအောင်မြင်သွားရခြင်းကလက်တွေ့လှုပ်ဆောင်ဖို့တူတောင်းတယ်လို့ရလက်ကောင်းတဲ့မြင်တွေ့ရဖို့လည်းလုံလောက်တဲ့အချိန်ဖြစ်လို့ပါသုံးဘက်အတွင်းမှာတစ်လက်အတွေးခေါ်ကိုပြောင်းလဲနိုင်ပြီးအလေးအကျင့်တစ်တွေတိဆောက်ကတင်လိုလီလဲဘဝကိုစတင်ဖန်တီးနိုင်ပါတယ်ဒါဟာပြီးပြည့်စုံဖို့မဟုတ်ပဲတိုးတက်ဖို့အတွက်ပါအပိုင်း1တင့်ဤဘာကြောင့်လဲဝိုင်းကိုရှာဖွေပါတင်ဘဝကိုပြောင်းလဲဖို့ပထမဆုံးခြေလှမ်းကဘာကြောင့်ပြောင်းလဲကျင်တာလဲဆိုတာကိုရှာဖွေဖို့ပါကြီးကျယ်တဲ့ဇလန်တိုင်းမှာရည်ရချက်ရှိရပါမယ်ကိုမေးကြည့်ပါတင်ပါလို့ကျင်တာလဲကျမ်းမာတဲ့ခန္ဓာကိုယ်လားကျွမ်းကျင်မှုအသစ်လားဒါမှမဟုတ်ပိုကောင်းတဲ့ဆက်ဆံရေးတွေလားတိတိကျကျသတ်မှတ်ပါဥပမာငါကျမ်းမာခြင်းတယ်လို့ပြောမယ်အစားငါမနာတဲ့9ကီလိုမီတာပြေးနိုင်ရမယ်လို့ပြောပါဒါကရှင်းလင်းတဲ့ပန်းတိုင်ပါဒါဟာတင်းရဲ့လမ်းပြချေ North Star ပါပဲအခက်ခဲနေကြုံလာတဲ့အခါတင်းရဲ့ဘာကြောင့်လဲဆိုတဲ့အကြောင်းပြချက်ကတင်းကိုဆက်သွားနိုင်အောင်တွန်းအားပေးပါလိမ့်မယ်အပိုင်း1 21ရက်ဤစွမ်းအားဘာကြောင့်21ရက်လဲဒီအယူဆကဒေါက်တာမက်ဆ်ဝဲလ်မော့စီကလာတာပါသူကသူ့ရဲ့လူနာတွေဟာခွဲစိတ်မှုတစ်ခုဒါမှမဟုတ်အလေးအကျင့်တစ်ခုကိုကျင့်သားရကို21ရက်ခန့်ကြာတာကိုသတိပြုမိခဲ့ပါတယ်ဒီအယူဆဟာကိုပြုပြင်ပြောင်းလဲရေးလောကမှာအောင်မြင်သွားရခြင်းကလက်တွေ့လှုပ်ဆောင်ဖို့တူတောင်းတယ်လို့ရလက်ကောင်းတဲ့မြင်တွေ့ရဖို့လည်းလုံလောက်တဲ့အချိန်ဖြစ်လို့ပါသုံးဘက်အတွင်းမှာတစ်လက်အတွေးခေါ်ကိုပြောင်းလဲနိုင်ပြီးအလေးအကျင့်တစ်တွေတိဆောက်ကတင်လိုလီလဲဘဝကိုစတင်ဖန်တီးနိုင်ပါတယ်ဒါဟာပြီးပြည့်စုံဖို့မဟုတ်ပဲတိုးတက်ဖို့အတွက်ပါအပိုင်း1တင့်ဤဘာကြောင့်လဲဝိုင်းကိုရှာဖွေပါတင်ဘဝကိုပြောင်းလဲဖို့ပထမဆုံးခြေလှမ်းကဘာကြောင့်ပြောင်းလဲကျင်တာလဲဆိုတာကိုရှာဖွေဖို့ပါကြီးကျယ်တဲ့ဇလန်တိုင်းမှာရည်ရချက်ရှိရပါမယ်ကိုမေးကြည့်ပါတင်ပါလို့ကျင်တာလဲကျမ်းမာတဲ့ခန္ဓာကိုယ်လားကျွမ်းကျင်မှုအသစ်လားဒါမှမဟုတ်ပိုကောင်းတဲ့ဆက်ဆံရေးတွေလားတိတိကျကျသတ်မှတ်ပါဥပမာငါကျမ်းမာခြင်းတယ်လို့ပြောမယ်အစားငါမနာတဲ့9ကီလိုမီတာပြေးနိုင်ရမယ်လို့ပြောပါဒါကရှင်းလင်းတဲ့ပန်းတိုင်ပါဒါဟာတင်းရဲ့လမ်းပြချေ North Star ပါပဲအခက်ခဲနေကြုံလာတဲ့အခါတင်းရဲ့ဘာကြောင့်လဲဆိုတဲ့အကြောင်းပြချက်ကတင်းကိုဆက်သွားနိုင်အောင်တွန်းအားပေးပါလိမ့်မယ်အပိုင်း6ကြံ့ခံနိုင်ရရှိမှုကိုမွေးမြူပါ Embrace Resilience အမှန်တရားကတော့21ရက်ခရီးစဉ်ဟာအမြဲတမ်းချုံးမွေနေမှာမဟုတ်ပါဘူးစိတ်ပျက်စရာတွေအာယုံနှောက်စရာတွေရှိလာပါလိမ့်မယ်အဆင်ပြေပါတယ်အသားအဆီးတွေဟာသင်ငန်းစာတွေပါပဲအမှားတစ်ခုလုံးမိရင်ကိုအပြစ်မတင်ပါနဲ့ဒီကနေငါပါတင်ယူနိုင်မလဲဆိုတာပဲမေးပါတင်ဟာတင်ဘဝရဲ့ဇညွန်အေးစရာဖြစ်ခဲ့ဆိုတာကိုသတိရပါမိတ်ဆွေအခုတင်ဟာ21ရက်အလွန်ဘဝရဲ့အစပြို doorstep မှာရောက်နေပါပြီတင်မှာကလောင်တစ်ချောင်းရှိတယ်ခြေလန်းတိုင်းဟာတင်ဘဝဇလန်းရဲ့ဝါကြတစ်ကြောင်ချင်းစီပါပဲကျွန်တော်တင်ကိုစိန်ခေါ်လိုက်ပါစေပန်းတိုင်တစ်ခုကိုရွေးချယ်ပြီးနောက်21ရက်အတွင်းအဲ့ဒါကိုအကောင့်အထည်ဖော်ဖို့ကတိပြုလိုက်ပါအောက်က comment မှာတင်ရဲ့ပန်းတိုင်ကိုဝေမျှခဲ့ပါကျွန်တော်တို့အချင်းချင်းအားပေးကြရအောင်ဒီဗီဒီယိုကတင်အတွက်အကျိုးရှိတယ်ဆိုရင် like ပေးခဲ့ပါ subscribe လုပ်ထားပါနောက်ထပ်လိုင်းညွှန်ချက်တွေနဲ့အလေးကျင့်မှတ်တမ်း habit tracker တွေကို description မှာရယူနိုင်ပါတယ်ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်အကောင်းဆုံးဘဝဇလံကိုအတူတူရေးသားကြရအောင်